ကျေးဇူးပြု၍ငါ့ကိုကဲပါဒီပတင်းပေါက်ကနေငါမထွက်နိုင်သေးဘူးအခုသူမဲအနောက်မှာရက်နေတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ you က AI ဗီဒီယိုတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုတစ်ဆင့်ချင်းကြီးလိုက်ပြပေးသွားမှာဖြစ်ပါတယ်ဒါရှူနဲ့တစ်ချက်လိုက်ကြည့်ရအောင်เนาะပထမဦးဆုံးရှူကဒီ Safari ထဲကိုဝင်လိုက်မယ်ဒီ Safari ထဲဝင်သွားလို့ရှိရင်ရှူက Google ထဲဝင်သွားလိုက်မယ်เนาะ Google ထဲတစ်ချက်ဝင်သွားလို့ရှိရင်ဒီ Google ထဲရောက်လို့ရှိရင်ရှူကဒီ AI ထောက်တာဘယ်လိုထုတ်ရမလဲဆိုရင်တော့ဒီကြီးမနိုင်ကနေစာရေးခိုင်းပြီးတော့ဒီ Google Flow ကနေတခါတည်းပုံတွေဗီဒီယိုတွေတခါတည်းထုတ်မှာဖြစ်ပါတယ်ဒါပေမဲ့ကြီးမနိုင်မှာစာမရေးချင်ဘူးဆိုရင်ဒီ Google Flow မှာတခါတည်းနဲ့ရေးလို့ရတယ်เนาะတစ်ချက်ရှူနဲ့လိုက်ကြည့်ပေးပါဒီမှာပါဒီနေရာမှာဆိုရှူကGoogle Flow ရေးလိုက်မယ်GOO นี่ဒီမှာအပေါ်ဆုံးပေါ်လာတဲ့ Google Flow တခုကိုနှိပ်လိုက်ပြီးတော့ဒီမှာဒီအပန်းရောင်တဲ့ Google Lab ဆိုတဲ့ဟာလေးရှိရယ်အဲ့ဒီ Google Lab Google Flow ကိုနှိပ်လိုက်နော်ဒီဟာလေးနှိပ်လိုက်လို့ရှင်သူကဒီလိုလေးပေါ်ပါမယ်ဒါကရှူဗီဒီယိုတွေထုတ်ထားတာမို့လို့သူကဒီလိုပေါ်တာပဲဖြစ်ပါတယ်ဒါရှူတချို့ဘာမှမထုတ်ရသေးဘူးအစ်စ်တွေဆိုရင်တော့ဒီနေရာမှာဘာမှမပေါ်ဘူးပေါ့နော်ဒီနေရာမှာဒီ Google Flow တွေရဲ့အားသာချက်တွေကြတော့အများကြီးရှိတယ်ဗောနော်ဗီဒီယိုတွေထုတ်လို့ရတယ်ညချူလိုက်ပြပေးမယ်နော်ဒီ new project ကိုတစ်ချက်နှိပ်လိုက်ပြီးတော့ဒီနားလေးမှာဒီ asset လေး2ဆိုတဲ့ asset လေးကိုနှိပ်လိုက်ပါပြီးလို့ရှင်ဒီမှာ तू ကဘယ်လိုဗီဒီယိုတွေထုတ်ရှင်တယ်လဲဆိုတာကိုရှိလိမ့်မယ်လက်ကဒီမှာဆိုဒီလိုမျိုးတွေဒီမှာကတွန်းပုံတွေပြီးတော့အိမ်ဆောက်တဲ့ဟာတွေပေါ့နော်ဒီမှာဟိုပါရေးအမျိုးမျိုးရှိတယ်ပေါ့နော်ဒီမှာတရိတ်ဆန်ပုံတွေ wallpaper တွေပေါ့နော်အများကြီးပဲရှိတယ်ဒီမှာဒါပေမဲ့ရှူတော့က story ဒီstory box story ကိုနှိပ်မှာဖြစ်ပါတယ်ဒီ story box story ကြတော့ဒီဗီဒီယိုတွေมันสมจริงว่าเนาะตะแกอภิအပြက်နဲ့တူတယ်ပေါ့เนาะလူပုံလိုမျိုးပေါ့เนาะဒါကိုရှူတော့တစ်ချက်နှိပ်လိုက်မယ်ရှူတော့ဒီဟာတစ်ချက်နှိပ်လိုက်လို့ရှင်သူကဒီမှာ register ဆိုတာပေါ်လာလိမ့်မယ်ဒီဘာကြောင့်ရှူကဘာကြောင့်ဒီ register နှိပ်တာလဲဆိုရင်ဒီဟာတွေကတကယ်အဖြစ်အမှန်နဲ့တူတဲ့ပုံရိပ်တွေကြတော့ရတာပေါ့เนาะဒီတချို့ဟာတွေကြတော့မရဘူးပေါ့เนาะအဲ့ဒါရှူကဒီregister ကိုနှိပ်လိုက်မယ် guest tag နှိပ်လိုက်မယ်เนาะဒီ guest tag နှိပ်ပြီးလို့ရှင်သူကဒီမှာပေါ်တယ် script တွေကို script ရေးခြင်းနဲ့ script တွေဒီ writer အကြောင်းဒီဆက်လန်းအကြောင်းတွေ script တွေကိုဒီထဲမှာထည့်ရေးရမှာပေါ့เนาะပြီးလို့ရှိရင်ကိုကဒီ script ရေးလိုက်လို့ရှိရင်ဒီထဲမှာပုံတွေ character တွေဘဒူဘာညာဆိုပြီးတော့သူကပုံထုတ်ပေးတယ်ပေါ့เนาะဒီမှာဆိုရင်အခန်းအလိုက်ပဲပုံတွေရှိရလဲဆိုတာကိုသူပြလိမ့်မယ်ရှူတစ်ချက်ဒီ script မှာဒီနားလေးမှာစာတစ်ချက်ရေးလိုက်မယ်နော်စာကြတော့ဒီမှာဓာတ်ရိုက်ရေးလို့လည်းရတယ်ဒါမှမဟုတ်Google Gemini မှာတကယ်လို့ကိုကအင်္ဂလိပ်စာမတတ်ဘူး Google Gemini မှာမြန်မာစာရေးပြီးတော့ဒီမှာအင်္ဂလိပ်စာရေးလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာမြန်မာစာတော့ရှုတစ်ခါမှမြန်မာစကားနဲ့မထုတ်ဘူးသေးဘူးပေါ့နော်ဒါဖဏမဦးဆုံးကျူကဒီထိုင်းဇက်လန်တွေပြီးလို့ရှိရင်ဒီအင်္ဂလိပ်ဇက်လန်တွေတော့ဒီထဲမှာထုတ်တာကြတော့အဆင်ပြေတယ်ပေါ့နော်ဒီမှာရှုကတစ်ချက်ရေးလာပြီပေါ့နော်အဲ့ဒီဟာကိုရှုကအခုရေးလာတဲ့ဟာကိုရှုက pass လုပ်မယ်ပေါ့နော်ဒီမှာသူကရှုက pass လုပ်ပြီးတော့ရှုကဒီထဲနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှင်သူကဒီ script အကြောင်းတွေသူအကုန်လုံးရေးပေးတယ်ပေါ့နော်ရှုအလီစာဒီဟာဒါသူကအလီစာရဲ့ဆက်လန်ရေးပေးလိုက်တယ်ပေါ့နော်ထားပါတော့ဒီအလီစာဆက်လန်ရေးပေးလိုက်တယ်ဆိုရင်ဒီအလီစာနဲ့ဆက်သွားကြည့်မယ်ပြီးလို့ရှင်ဒီမှာရှူပုံပတ်ထုတ်ကြည့်မယ်ပေါ့နော်ဘယ်လိုလဲရှိလဲဆိုတော့အလီစာရှိတယ်ပြီးရင်ရူလာရှိအလီစာရဲ့လူလာရုပ်အလီစာရဲ့လမ်းနဲ့ဗာလည်းမသိဘူးတစ်ချက်ထုတ်ကြည့်လိုက်မယ်နော်ဒီမှာရှူတော့ကဒီမှာဒီအော်တိုပုံတွေပဲထုတ်မှာဖြစ်တဲ့အတွက်ဒီဟာလေးပဲနှိပ်လိုက်မယ်နော်တချို့ဆိုရင်ကိုပုံရှိပြီးသားဆိုရင်အော်တိုပုံနှိပ်ရမလို့ပဲနဲ့ဒီမှာရှူတော့ပုံထည့်လို့ရတယ်ဒါပေမဲ့ရှူကအော်တိုနဲ့သွားမှာဖြစ်တဲ့အတွက်အကုန်လုံးသူ့ကိုလောက်ခိုင်းမှာဖြစ်တဲ့အတွက်ရှူတော့ကဒီအော်တိုဖိုင် character နဲ့သွားမှာဖြစ်ပါတယ်အခုစလုံးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ပုံထုတ်ခိုင်းလိုက်ပေါ့နော်ပြီးရဒီ story box ထဲဝင်သွားပြီးတော့ဒီ story board မှာလည်းအခန်းအလိုက်လောက်ခိုင်းလိုက်မယ်ပေါ့နော်ဒီမှာတစ်ချက်နှိပ်လိုက်မှာ
ပြီးလို့ရှင်ကျူတော့ဒီမှာစောက်ရတယ်ပေါ့နော်ဒီ script မှာချူရေးတဲ့ YouTube လောက်ခိုင်းထားတဲ့အကြောင်းအရာလေးကဒါလေးပေါ့နော်ဟာဒီဟာလေးဒီဟာလေးပေါ့နော်ပြီးလို့ရှင်ပုံတစ်ချက်စောက်ကြည့်ပေးပါပုံကတော့နည်းနည်းကြာတယ်ပေါ့နော်ချက်လောက်စောက်ပြီးကြည့်လိုက်အောင်နော်ဒီမှာလေးကျတော့ပုံလေးကစထွက်လာပြီပေါ့နော်ဒီမှာအရိစာပုံထွက်လာပြီပြီးလို့ရှိရင်ဒီလမ်းကြားတဲ့ပုံထွက်လာပြီပေါ့နော်ဒီမှာဒီ storyboard မှာကြလဲပုံလေးထွက်လာပြီတကယ်လို့ကွာဒီ location တွေမကြိုက်ဘူးဆိုရင်တစ်ခါနှိပ်ပြီးတော့တစ်ခါတူကိုထပ်ချက်ခိုင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ရှူကဒီ location လေးကြိုက်တယ်ဒါလေးလက်ထွက်နေပြီမတပုံပဲကြံနေနှစ်ပုံထွက်ပြီပေါ့နော်ဒီတပုံလေးပဲကြံတယ်ဒါလေးပဲကြံတယ်ပေါ့နော်ဒါလေးတစ်ချက်စောက်ကြည့်လိုက်အောင်မယ်နော်ပြီးမှရှူတော့ထပ်ထုတ်ကြမယ်တချို့တစ်ခါတလေကျရင်ဒါတွေအတန်မထဲပဲနဲ့ဒီတိုင်းတရှင်ကိုဘတာကိုဟာပဲCapCut မှာသွားပြီးတော့အရှင်းထက်ဘာညာလို့လဲလုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှင်ရှူတော့ဒီမှာ all media တွေကိုတစ်ချက်လို့အကုန်လုံးကြည့်လိုက်မယ်တော့သူကဒီမှာအကုန်လုံးပေါ်တယ်ပေါ့နော်ဒီမှာဒီမှာဆိုကလေးမလေးလမ်း6တဲ့ပုံဒီလိုလေးပေါ်ပြီပေါ့နော်ပြီးလို့ရှင်ရှူတော့ဆင်းလိုက်တကယ်လို့ကွာဆမ်ရေးတက်ဘူးဆိုရင်ဒီတိုင်းလေးပဲထုတ်ခိုင်းလိုက်ဒါမှမဟုတ်ဒီစာလေးပဲပြန်ရေးခိုင်းလိုက်ဖို့ရတယ်ပေါ့နော်ဒီပြီးတော့ပုံကွာဗီဒီယိုလုပ်ရှင်လို့ရှိရင်ဒီဟာလေးတစ်ချက်နေလိုက်ပါဒီအပေါင်းအဆက်34ကိုနေလိုက်ပေါ့နော်အဆက်30နေလိုက်လို့ရှိရင်ဒီမှာ and to prompt ဆိုတာရှိရယ်ဒီမှာပုံလေးထွက်လာမယ်ပြီးရင်ကိုလုပ်ရှင်နဲ့အကြောင်းအရာစာရေးထည့်လိုက်ပေါ့နော်ကိုကဘလို့စာရေးရှင်လဲဘယ်လိုလေးတွေလုပ်ခိုင်းစီရှင်လဲဆိုတာဒီမှာပါတယ်ဒီကောကစာရေးရှင်ဆိုဒီမှာသူ့ရဲ့ prompt ကိုစာဒီထဲထည့်လိုက်ပေါ့နော်ပြီးလို့ရှင်သူကဒီမှာရှူကဗီဒီယိုထုတ်မှာဖြစ်တဲ့အတွက်ဗီဒီယိုနှိပ်လိုက်ပြီးတော့ဒီ16 ဟာနဲ့အချိုးနဲ့လုပ်လိုက်တယ်ပေါ့နော်ဒီပြီးတော့ဒီ Omi ပြီးတော့ဒီဗီဒီယိုတွေထုတ်တဲ့အချိန်မှာကျူတို့က Omi Fat ထုတ်ထားတဲ့ဗီဒီယိုတွေဖြစ်တဲ့အတွက်ဒီ Omi Fat ဗီဒီယိုပဲထုတ်မှာဖြစ်ပါတယ်ပြီးလို့ရှင်သူမှာ10စက္ကန့်ကို 15kd နဲ့သူတောင်းထားတယ်10စက္ကန့်ကို12kd 4စက္ကန့်6စက္ကန့်ကို 10kd ပေါ့နော်ရှူတော့10စက္ကန့်ဆိုရင်3ပုတ်ဆိုရင်15စက္ကန့်ဖြစ်သွားမှာပေါ့နော်အဲကြောင့်ရှူ10စက္ကန့်နဲ့ထုတ်ကြည့်လိုက်မယ်ဒီမှာ 15kd ပဲကုန်တယ်ပြီးလို့ရှင်ဒီဟာလေးတစ်ချက်နေလိုက်လို့ရှင်ဗီဒီယိုလုပ်လို့ရပြီပေါ့နော်ဒါပေမဲ့ရှူက kd ကုန်နေတယ်KD ကုန်နေတယ်ဖြစ်တဲ့အတွက်ရှူကဆက်သွားလို့မရပါဘူးတကယ်လို့ဆက်သွားလို့ရတဲ့သူကြတော့ဒီမှာလေးတစ်ချက်နှိပ်ပြီးတော့ပုံဗီဒီယိုထုတ်လို့ရပြီပေါ့နော်နေ့ကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ကျမှရှူကဘာတွေဘယ်လိုတွေ update တွေဘယ်လိုဗီဒီယိုတွေပဲနေရာမှာ feed ထုတ်လို့ရတယ်ဆိုတာကိုရှူတစ်ချက်လိုက်ပြပေးမယ်ပြောပါတယ်ဒါကြတော့ရှူကဘာလို့ထုတ်လို့မရတာလဲဆိုရင်ရှူကဟိုနေ့မှာဗီဒီယိုတွေထုတ်ထားတာများတာဖြစ်တဲ့အတွက်သူကတနေ့ကိုတကယ်လို့10စက္ကန့် 15kdတနေ့ကိုဗီဒီယို5ပုတ်လောက်ပဲထုတ်လို့ရတယ်ပေါ့နော်တခါတလေသူက 60kd ပေးတယ်ရှိတယ် 90kd ပေးတယ်ရှိတယ် 50kd ပေးတယ်ရှိတယ်အများတော့အဖြစ် 50kd ပေးတာများတယ်ပေါ့နော်အဲကြောင့်ဗီဒီယိုတွေထုတ်လိုက်လို့ရှိရင်ကဒါတွေက fee ထုတ်လို့ရတဲ့ဟာပေါ့နော်ငှက်ပြတော့ဒီဘာဖြစ်သွားတာလဲ smoothie လုပ်ပြလိုက်တာလေ10မိနစ်တောင်မကြာဘူးဖြော်ရည်ဖြစ်သွားတော့လေးကအခွန်နှွာပြီးပဲစားရင်ကောင်းမယ်ထင်တယ်အဲ့လောက်တောင်မျောလင့်မနေနဲ့မင်းအောင်အဝါရောင်ပြောင်းလာပြီဟာ